ဒီနေ့မှာကျွန်တော်မျှဝေချင်တာကအသက်ရှင်ပြီးကျန်းမာဖို့အတွက်သွေးလေနှစ်ပါးနဲ့ပတ်သက်ပြီးတော့တည်ထားတဲ့ကျန်းမာရေးလှည့်ပတ်မှုစနစ်တစ်ခုဒါမှမဟုတ်ကျွန်တော်တို့ဘာကြောင့်အသက်ရှင်နေရတာလဲဆိုတဲ့ခေါင်းစဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဘာကြောင့်အသက်ရှင်နေရတာလဲဘာကြောင့်ကျန်းမာနေရတာလဲဆိုတဲ့ခေါင်းစဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်မျှဝေချင်တာဖြစ်ပါတယ်ကျွန်တော်တို့ခန္ဓာကိုယ်ကြီးကအသက်ရှင်နေဖို့ကျန်းမာဖို့ဆိုရင်ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့အတွင်းထဲမှာခန္ဓာကိုယ်ရဲ့အတွင်းထဲမှာလဲပတ်နေတဲ့ကျန်းမာရေးစနစ်တစ်ခုကဘယ်လိုပုံစံမျိုးတွေနဲ့လဲပတ်နေတယ်ဆိုတာကိုကျွန်တော်တို့သိထားသင့်တယ်လို့ထင်ပါတယ်အဲ့လိုသိထားမှာပဲကျွန်တော်တို့ကျန်းမာရေးကိုတံမိုးထားတဲ့လူဂရုစိုက်တဲ့လူအားလုံးကြံပရမန်လာပန်ဆိုတဲ့စကားတစ်လုံးကိုအလေးထားတဲ့သူတွေကကျွန်တော်တို့ကျန်းမာရေးကိုဂရုစိုက်နိုင်ပါလိမ့်မယ်အသက်ရှင်ပြီးတော့ကျန်းမာနေဖို့အတွက်သွေးနဲ့လေကဘယ်လိုလှည့်ပတ်နေရတယ်ဆိုတာကိုသိတော့မှဘယ်လိုပြုပြင်ရမယ်ဘယ်လိုထိန်းသိမ်းရမယ်ဆိုတာကိုသိပါလိမ့်မယ်ဘယ်လိုပြုပြင်ဘယ်လိုထိန်းသိမ်းရမယ်ဆိုတာကိုကျွန်တော်တို့သိတဲ့အခါကြတော့မှအဲ့လိုပြုပြင်ထိန်းသိမ်းဖို့အတွက်ဘာလုပ်ရမယ်ဘယ်အရာကိုရွေးချယ်ရမယ်ဘယ်လိုကိစ္စကိုရွေးချယ်ရမယ်ဆိုတာကိုကျွန်တော်တို့သိရပါလိမ့်မယ်ခင်ဗျာကျွန်တော်ထင်တာမမှားဘူးဆိုရင်အခုဒီဗီဒီယိုကိုအခုကျွန်တော်ပြောနေတဲ့ဗီဒီယိုကိုကြည့်နေတဲ့သူကကိုကျမ်းမာရေးကိုတန်ဖိုးထားတဲ့သူဂရုစိုက်တဲ့သူမဟုတ်ဘူးဆိုရင်ကျွန်တော်တင်ထားတဲ့ဗီဒီယိုတွေတဲကဘယ်ဗီဒီယိုကိုမှကြည့်မှာမဟုတ်ပါဘူးအသက်ရှင်ကျန်းမာဖို့အတွက်မွေးကလေးကနေပြီးတော့တည်တဲ့စီအထိခန္ဓာကိုယ်ထဲမှာ